Zinyan Gamata Sibyayame Imadan Yachide Bawakana Tanwiga Yuzia Kauna Vale Ami Wangong Sela Nyaunya Aunge Yashi Titan De Ne Lubi Luyua Yaupyamale Unadi Dukha Bijao Say Eko Kai Mani Nine Ke Wazura Uanaya Diare Togatesa Kana Gojigo Gogora Yara Chepare Era Lirigo Tanwiganya Miamia Ya Kaunema Teta Bido Yadendala Wibadana Gudorego Ya on Yuame Tigudore Tomba Dore Bogore Ha Emadama Ju Jesu Miara Tuya Bale Uanaya Diare Tandra Bawasura Chachini Lodama Mahota Wibadana Gudo Tony Miyaji Yudwayana Edi Wibadana Gudo Tony Miyaji Padwayan Menya Punya Yachi Nainabe Edo Yare Shima Yadalaudo Yaon Jusa Bido Yudwayan Tala Adwen Abegin Shishin Yahanda Tama Adwen Abegin Shishin Yahanda Tatai Adwen Abegin Shishin Yahanda Anay Zono Ngaye Talisa Jita Durage Abebo Mawago Toda Badi Manya Yain no Apitai Nyain Dwan Naimare Toda Badi Manya Miale Bajau Sia Luro Namawa Naukana Dudia Bawama Pe Majasi Wude Wibadana Nyane Shuta Mata Bido Atatwa Dwame Soy Dani Te Menzura de Gego Duyama Eri Te Mengo Yeno Malayshamu Lole Mayabu Maalo Malayshamu Lo Yolo Le Mayabu Chamaye Magano Malayshanebu Lole Yeno Mayabu Erika Jaro Bama Soraga Dakwen Mayare Hago Ye Light Dwane Ao Yaku Shema Mingon Sroji Main the Lobe Yaku Pen Laye Maogenga Chuten Kaumu Chusa Bulo Tayasura Maogeni Gentle Dama Ure Kajaro opposite for Mamset Adaji Gama Daya would Wabido Chame Soye Nana Athenian Ne Lara Jenyan Jogo Ato Nine Light Nine Kanago Ane Lara Athenian Kanaye Ane Sing out Wabi Soye Dayaha Dodo Net the warm about the low Dodo Net Dayanyan Tipole Malwekula Babu Madonga Naronga Titalo Ne Bido Matitalo Chetwada De the Jichin Nyanyi Ane Sendo Jam Chetabe Dayamlo Mogen Nega Lila Tonda Tabido the Bodiari Nale Talo Shin Di Wibatananya Di Magin Shabadi Ha Eri Bogo Ota Udwadole Saiti Pew Sire Tadio Shiba Adinya Nia Lansa Pew Bido Luji Oben Yarole Dware Kama Manai Ono Taine Kama Bo Taine Kama Manai Ono Yanide Kama Bo Yanide Kama Manai Ono Layao Nide Kama Bo
လျောင်းနေတဲ့အခါမှာမှန်ရင်ဖြင့်သေမင်းကိုရင်ဆိုင်သွားနိုင်တာပဲအဲ့ဒါကကြိုလှုပ်ထားမှရှင်ပြေမယ်ကြိုလှုပ်ထားတော့အရာအခတ်သိမ်းကိုတွေ့လာတဲ့ရန်သူကိုရင်ဆိုင်နိုင်မယ်ဒါကြောင့်မလို့ဝိပဿနာတရားဆိုတာယခုပင်လည်းမအိုခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလို့ယခုပင်လည်းမနာခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလို့နာပါတဲ့အချိန်ရောက်တဲ့အခါကျတော့မှဝေဒနာပြင်းပြနေမှအမေရဲ့တရားမှတ်ဆိုတော့တရားမှတ်နေမှမသိတာတရားဟာမှတ်ဆိုတဲ့အတိုင်းမှတ်လို့ရတာမှမဟုတ်တာတရားမှတ်တာလွယ်တဲ့ကိစ္စတည်းမပါဘူးတရားဟာတရားဟောတဲ့ပုဂ္ဂိုလ်တရားမှတ်တဲ့နေရာတွေမှာအရှိန်ရှိခိုက်တွန်းကလိုက်နာကျင့်သုံးကြိုးစားနာယူထားမှတကယ်အရေးကြုံတဲ့အခါကျတော့ဝဲတက်ရဲတာပေါ့အရေးကြုံတက်လုံကောင်းအဟုတ်နာလာပြီဟေးဆိုရင်သေပေါက်သေဝရောက်တဲ့အချိန်မှာကိုယ်ကိုဘယ်သူမှတတိပေးနေစရာမလိုပါဘူးကိုယ်တိုင်ကရှုတတ်မှတ်တတ်နေတဲ့အတွက်ကြောင့်မို့လို့ဒီလမ်းဒီအဝတ်ဒီပစိုးဒီဖဏတ်နဲ့တွားလို့ရတယ်ဆိုတာမိမိကိုယ်တိုင်သိပြီးသားပဲအဲ့ဒီလိုမသိထားတဲ့ပုဂ္ဂိုလ်တွေကဒီလမ်းကိုသွားတဲ့အခါမှာဒီအဝတ်ဒီပစိုးဒီဖဏတ်တွေကိုမသိတော့တလွဲတလျှော်ဖြစ်တတ်တယ်ကိုသွားရတဲ့လမ်းကဘယ်လမ်းမှမသိဝတ်ထားတာကတစ်မျိုးစီးထားတာကတစ်ပုံပြုပြင်ထားတာကတစ်မျိုးဆိုရင်တဲဟာမကြဒုက္ခများတတ်တယ်တကယ်သေပေါက်သေဝရောက်တဲ့နာခြင်းတရားတွေနဲ့ရင်ဆိုင်လာရမှတရားမှဆိုတော့ပါဇက်ကပြောတာလွယ်တယ်မနာခင်တုန်းကတရားတွေကိုမရှာထားတော့တကယ်နာပေါက်နာဝရောက်တော့ပါဖဏရှိပြီးတော့ပါအင်ကြီးဝက်ပါပစိုးဝက်ပါလုံကြီးဝက်ပြီးတော့ဘလို့တွားရမှမသိပဲဖြစ်မယ်အဲ့ဒီလိုမဖြစ်ရအောင်အရန်တဲ့ဒီလမ်းကိုဒီအဝတ်ဒီပစိုးသူ့ဟာနဲ့သူစင်တက်ရင်တက်သွားတတ်လာတတ်ပြုတ်တတ်မူတတ်အောင်ယခုပင်လည်းမနာခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလို့ယခုပြင်လည်းမသိခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလို့ကုသိုလ်ကောင်းမှုတွေမှာဝိပဿနာကုသိုလ်ဟာတဲရေးကြည့်တဲ့ထဲမှာပါတယ်တဲရေးကြည့်တဲ့တတိပဋ္ဌာန်ဝိပဿနာမဂ္ဂင်၈ပါးကုသိုလ်ကြီးကိုမသိခင်ကာလမှာကြိုးစားထားမှအဆင်ပြေမယ်သေပေါက်သေဝရောက်တဲ့အခါကျတော့မှတရားမှတ်ပါဟေးဆိုတော့လေးလာထားတာလည်းမရှိနားလဲထားတာလည်းမရှိကျင့်သုံးထားတာလည်းမရှိရှုမှတ်ထားတာလည်းမရှိပါမလည်းမသိပဲနဲ့အမေရဲ့တရားမှတ်ပါနာလည်းမတော့တိတ်ွေကြီးဖွင့်ပြီးတော့ကောသူမှမသိတာမသိတဲ့ဥစ္စာကြီးဘလို့မှတ်မတော့ရှင်းရှင်းပြောရရင်နားကြီးတာကလွယ်လို့ပါမှမသိဘူးတချို့ပုဂ္ဂိုလ်တွေအတွက်နားခါပြီးတော့အကုသိုလ်တောင်ဖြစ်သွားနိုင်နေတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုယ်တိုင်ကမသိခင်ကာလမှာကျင့်ကြံကြိုးကုပ်အထုတ်တာတော့အယံစင်ပြေပါတယ်တရားခွေကြီးဖွင့်ပြတော့လဲသဘောပေါက်တော့ကိုယ်အာယုံစိုက်နိုင်တာပေါ့တရားခွေကြီးမဖွင့်သားတော့လဲပါပြဿနာရှိအောင်မှာတော့ဒီလမ်းဒီခရီးကိုဒီအဝတ်နဲ့သွားရမယ်ဆိုတာကိုနားလည်နေတော့ဒီလိုဖြစ်ရင်ဒီလိုမှတ်ရမှာပဲဆိုတဲ့အသိဉာဏ်ဟာဥသွားတာပေါ့အဲ့ဒီအသိဉာဏ်ရှေ့ဥသွားတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပေါ်လာတဲ့ဝေဒနာကြားလာရတဲ့ဓမ္မကြုံဆုံရတဲ့အာယုံခံစားရတဲ့ဝေဒနာဟောက်ပြန်နေတဲ့ယုတ်
မှတ်သားရတဲ့တင်ညာပြုပြင်ရတဲ့သင်္ခါရသိသွားတဲ့ဝိညာဉ်အရာခတ်သိမ်းကိုယောဂီဟာသေပေါက်သေဝမှာခန္ဓာရဲ့ဖောက်ပြန်ပုံတစ်မျိုးမျိုးကိုဤမျိုးစုံနဲ့တွေ့ကြရမှာပဲအရေးကြုံတက်လုံကောင်းမတိခင်ကာလကရှုရမှတ်ထားပွားများထားအထုတ်ထားတော့သေမင်းခေါ်တဲ့အခါမှာတက္ကာယဒိဋ္ဌိဆွဲကပ်ကြီးမရှိဘဲနဲ့ပေါ်လာတဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေကိုအမှန်တိုင်းရှုတိနားလည်သွားတော့သေပေါက်သေဝါကိုရောက်ခံနေမှာတက္ကာယဒိဋ္ဌိကင်းပြီးတော့သေသွားရတာပေါ့အောက်ထစ်ဆုံးအဘိပိုင်သေဝါတော့လေသောတာပတ္တိမဲ့ဖို့ရတာပေါ့ပေတန္တရာလွတ်သွားတာပေါ့အဘိပိုင်မသိနဲ့အောင်တော့ရှုမှတ်ရင်တဲ့တရင်္ဂပဟံအဖြစ်တက္ကာယဒိဋ္ဌိကင်းနေအောင်သုတိစိတ်ကြတဲ့နောက်ပိုင်းမှာအပယ်လေးပုံကတော့လွတ်တာသိချတယ်ဒုတိယဘဝမှာအပယ်မကြနိုင်ဘူးတဲ့ဒီလောက်တန်ကြီးရှိတဲ့အလုပ်ကြီးကိုချိုတင်ပြီးတော့လှုပ်ထားမှအရေးကြုံတက်လုံကောင်းသေမင်းနဲ့တွေ့တရားမမေးဆိုတဲ့အတိုင်းပဲပညာရှိသူတော်ကောင်းတို့ရဲ့အဆုံးအမတိုင်းလိုက်နာပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်ရမယ်တို့အတွက်ကြောင့်ယခုပင်လျင်မသေးခင်ကကြိုးသင်ကောင်းမှုကြိုးစားပြုလို့ဒါနလောက်ကလေးနဲ့အရှိန်ကုန်ပီတိဟုံလို့မဖြစ်ဘူးဒါနဟာမနက်ကပြောသလိုကျေးဇူးတော်ရှင်မာစီစတော်ဘုရားကြီးမိန့်သွားသလိုပဲဒါနဟာကုသိုလ်တော်ရတဘောလောဘမကင်းဘူးဒေါသမကင်းဘူးမောဟမကင်းသေးဘူးလောဘဒေါသမောဟမကင်းသေးတဲ့ကုသိုလ်ဟာအပယ်မလွတ်စေသေးဘူးဩနာသေးမလွတ်နိုင်သေးဘူးတရင်္ဂါအဖြစ်လည်းမပယ်တတ်ဘူးအဘိပိုင်အဖြစ်လည်းမပယ်တတ်ဘူးပုံမှန်ဒါနဟာဒါကြောင့်မလို့အဘိပိုင်လည်းမပယ်တတ်တရင်္ဂါအဖြစ်လည်းမပယ်တတ်တဲ့တာမန်ကုသိုလ်ဟာတက္ကာယဒိဋ္ဌိမပြောက်ဘူးတဲ့တရင်္ဂါအဖြစ်လည်းမသေးဘူးအဘိပိုင်အဖြစ်လည်းမသေးဘူးတဲ့တရင်္ဂပဟံနဲ့လည်းမဖြတ်စည်းနိုင်ဘူးဝိက္ခမနပဟံနဲ့လည်းအဘိတိုင်မဖြတ်စည်းနိုင်ဘူးတဲ့ပုံမှန်ဒါနဟာဒုနည်းသူသာပဲသီလဟာကာယကံဝစီကံနဲ့မကျူးလွန်ပင်ညတော့လေမနောကံမှာလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားဟာမခန်းချောက်ဘူးသီလဆောင်နေလို့ကိလေသာတရားတိုက်ရိုက်မသိဘူးဆိုတဲ့သဘောပေါ့သီလမပြတ်ပင်ညာတော့လေမနောကံကဖြစ်ပေါ်တဲ့လောဘစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေဖြစ်နေပါလေတဲ့ခံမတင်ရပေါ့အဲ့ဒီလိုဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီသီလဟာလေတရင်္ဂါအဖြစ်ကိလေသာကိုသိစေနိုင်တဲ့တတ္တိတိုက်ရိုက်မရှိပါဘူးတဲ့ဝိကမ္မနာပဟံအဘိပိုင်တပ်ဖြတ်နိုင်တဲ့စွမ်းအားလည်းသူ့မှာမရှိပါဘူးတဲ့ဒါကြောင့်တတိပဋ္ဌာန်ကုသိုလ်နဲ့စာလို့ရှိရင်အဲ့ဒီတာမန်ဒါနတာမန်သီလကုသိုလ်တွေဟာနှိမ့်ချလွန်ပါတယ်အကုသိုလ်အပေတန္တရာကိုဖြစ်စေတဲ့အကုသိုလ်နဲ့ရှင်ရနာသူတို့ဟာမြင့်တာဝိပဿနာကုသိုလ်မဂ္ဂင်ကုသိုလ်တတိပဋ္ဌာန်ကုသိုလ်တွေနဲ့စာရင်အဲ့ဒီတာမန်ဒါနလူဒန်းပေကံစောင့်တည်ထားတဲ့တရားတွေဟာအမတန်နှိမ့်ပါလွန်ပါတယ်အဲ့ဒီတော့အတိုင်းနဲ့အလွန်တကွန်နဲ့ကုတ်ကားလိမ္မာတဲ့သားပိုချမ်းသာဆိုတဲ့အတိုင်းပဲဒါနာအားမရှိတဲ့အချိန်မှာတော့ဒါနာအားတွေကိုဖြည့်ရတာပေါ့သီလအားမရှိတဲ့အချိန်မှာသီလအားတွေဖြည့်ရတာပေါ့ဒီလိုဒါနသီလတွေကလုံးမှဒုစရိုက်ဆိုတဲ့အကုသိုလ်ကံတွေကိုကြီးမားတဲ့အကုသိုလ်ကံတွေကိုမကျူးလွန်ပါ
ကြီးမားတဲ့အကုသိုလ်တွေကိုမကျူးလွန်တော့သူတော်ကောင်းတို့နဲ့တွေ့ခွင့်ရတာပေါ့သူတော်ကောင်းတွေကိုတွေ့ခွင့်ရတော့သူတော်ကောင်းတို့ရဲ့အဆုံးအမတွေကိုနာယူတော့သူတော်ကောင်းကျင့်စဉ်ကိုကိုယ်တိုင်ကိုယ်ကြကျင့်နိုင်တာပေါ့ဒီကနေ့သူတော်ကောင်းတွေကျင့်နေတဲ့အကျင့်ကိုငါတို့ကိုယ်တိုင်ကျင့်နေရတာဖြစ်တယ်လို့ဒီလိုမှတ်သားပြီးတော့လောကီကုသိုလ်ထဲမှာအမြတ်ဆုံးဖြစ်တဲ့ဝိပဿနာကုသိုလ်ကိုရသလောက်ရတယ်လို့ယူရမယ်တရင်ကတခဏတဘဝတာသုံးစားတဲ့ယရနာတွေပေါ်မှာတော့ရွှေငွေယရနာတို့ပေါ်တော့ရအောင်ယူနိုင်သေးတာတဘဝတခဏတသန္တရာလုံးအတွက်သုံးစားနိုင်တဲ့သူတော်ကောင်းတရားကိုရအောင်မယူနိုင်ရင်ဉာဏ်ဖြင်းရကြမယ်သာသနာကျုံပြီးတော့သာသနာအနှစ်အစီကိုမရသွားဘူးဆိုရင်လူဖြစ်ရှုံးတယ်ဒါကြောင့်လူဖြစ်မရှုံးရအောင်ယခုလိုခွန်တာခိုက်မှာအမတန်ကံကောင်းတဲ့တတိပဋ္ဌာန်အလုပ်တွေကိုတတိကံပြီးတော့ရှုမှတ်ပွားများအားထုတ်ပေးရမယ်ဘယ်လမ်းရင်ဘယ်လမ်းနဲ့လို့လမ်းနဲ့ရှေ့တော့ကိုအာယုံပြုပြီးတော့ယောဂီယာမှတ်ရမယ်ညာလမ်းရင်ညာလမ်းနဲ့လို့လမ်းနဲ့ရှေ့တော့ကိုတတိကအာယုံပြုပြီးတော့ညာလမ်းနဲ့လို့မှတ်ရမယ်အဲ့ဒါမူလကမ္မထံလို့ခေါ်တယ်အဲ့ဒီမူလကမ္မထံကနေပြီးတော့အားဆိုင်လို့ကောင်းလို့တတိတမာရီအားကောင်းရင်အမူအရာကမ္မထံကိုပြောင်းမှတ်ရမယ်မူအရာကမ္မထံဆိုတော့ဗာလဲလှုပ်နေတဲ့သဘောပေါ့တွန်းပြီးတော့တက်လာတဲ့သဘောတွန်းပြီးတော့ရေးသွားတဲ့သဘောရော့ပြီးတော့ရှာလာတဲ့သဘောအဲ့ဒါကိုအတူချုံပြောလိုက်ခြင်းလှုပ်နေတဲ့သဘောလေးပဲရှည်လန်းလန်းနဲ့ဆိုတာလဲလှုပ်နေတာပါပဲတွန်းတာလဲလှုပ်တာပဲမတာလဲလှုပ်တာပဲရော့တာလဲလှုပ်တာပဲခြေတော်လေးရဲ့လှုပ်ရှားနေတာလေးကိုခြေတော်ကိုမမှတ်တော့ပဲနဲ့ခြေတော်လေးရဲ့လှုပ်ရှားနေတာလေးကိုမှတ်နေလို့ရှိရင်အဲ့ဒါဟာအမူအရာကမ္မထံဖြစ်လာတယ်အဲ့ဒီကမှခြေတော်ဆိုတဲ့မူလကမ္မထံတန်တန်ကြီးပြောက်လာပြီလှုပ်ရှားအမူအရာလေးတွေကိုပဲမှတ်သားနေခြင်းဖြစ်တယ်ဘယ်ရဲ့ညာရဲ့မဟုတ်တော့ဘူးလှုပ်ရှားမှုလေးကိုပဲမှတ်နေတာလှုပ်ကြတဲ့အမူအရာလေးကိုမှတ်ရင်မြင့်တတိအားကောင်းတမာတိအားကောင်းပညာအားကောင်းလာရင်ပရမတ်ကမ္မထံတွေ့လာလိမ့်မယ်ပရမတ်ကမ္မထံတွေ့လာတဲ့အခါကျတော့မှားလိုက်တဲ့အခါမှာပူကနေအေးကနေဆိုတဲ့သဘောတွေမြင်လာတတ်ပါတယ်လမ်းလိုက်တဲ့အခါမှာလဲတင်းကနေတောင့်ကနေသဘောတွေမြင်လာတတ်ပါတယ်ရှားလိုက်တဲ့အခါမှာလဲယောကနေယူစီကမန်းဆိုတဲ့သဘောတွေကိုတွေ့လာတတ်ပါတယ်ထိလိုက်တဲ့အခါမှာလဲမာကနေယောကနေဖိလိုက်တဲ့အခါမှာလဲမာကနေယောကနေဆိုတဲ့ဓာတ်တွေကိုတွေ့ပြီးတော့မှတ်လာရပါတယ်အဲ့ဒါကတော့ပရမတ်ကမ္မထံအဲ့ဒါကတော့ပရမတ်ကမ္မထံတရားဓမ္မရှုမှတ်တဲ့အခါမှာမူလကမ္မထံအမူအရာကမ္မထံပရမတ်ကမ္မထံလို့ဒီလိုရှိပါတယ်သူကလည်းအစဉ်ကြော်ပြီးတော့မှတ်လို့မရဘူးတမာတိအားလျော်စွာဖြစ်ပေါ်တဲ့ကမ္မထံတွေဖြစ်နေတယ်ယောဂီရဲ့တမာတိပေါ်မူတည်ပြီးတော့ပဲပြောင်းလဲသွားမှာပါဒါကြောင့်ယောဂီဟာတတိနဲ့တမာတိအားကောင်းဖို့လိုအပ်ပါတယ်တတိယတမာတိရဲ့အားကောင်းတဲ့ယောဂီသည်မူလကမ္မထံဖြစ်တဲ့ခြေတော်ကလေးရဲ့ဘယ်လန်းနဲ့ညာလန်းနဲ့ကြွတယ်လန်းတယ်ရှာတယ်ကြွရှင်တယ်ကြွတယ်လန်းတယ်ရှာတယ်
တည်ပြန်အဲ့ဒီလိုသိလာခြေထောက်နဲ့တွဲပြီးတော့သိနေတာဟာမူလကမ္မထံတတိအားနေတဲ့အချိန်မှာခြေထောက်နဲ့ပဲတွဲပြီးတော့တွေ့မှာပေါ့သမာဓိအားနေတဲ့အချိန်မှာခြေထောက်နဲ့ပဲတွဲပြီးတွေ့မှာပေါ့ဝိရိယအားနေတဲ့အချိန်မှာခြေထောက်နဲ့ပဲတွဲပြီးတွေ့မှာပေါ့တတိအားတွေကောင်းလာပြီသမာဓိအားတွေကောင်းလာပြီဝိရိယအားတွေကောင်းလာပြီတတိသမာဓိပညာအားတွေကောင်းလာပြီဟောအဲ့ဒီလိုဘူအားတွေကောင်းလာလို့ရှိရင်တော့ယောဂီဟာတဖြည်းဖြည်းနဲ့ဘူအားလေးတွေနည်းနည်းတက်လိုက်ကမ္မထံပြောင်းသွားတတ်တယ်အမူအရာကမ္မထံပဲလည်းရောက်သွားနိုင်တယ်တတ္တာဘူတွေတတိဘူတွေသမာဓိဘူတွေဝိရိယဘူတွေပညာဘူတွေပေါ့ဒီဘူလေးတွေနည်းနည်းအားကောင်းလာလို့ရှိရင်မူလကမ္မထံလေးပြောင်းပြီးတော့အမူအရာကမ္မထံပေါ်ရောက်သွားတယ်အမူအရာကမ္မထံလေးတွေရောက်သွားတယ်ခြေတော့မတွေ့တော့ဘူးလှုပ်ရှားမှုတွေကိုပဲသိတော့တယ်လှုပ်ရှားမှုလေးတွေမြင်လာတယ်တွန်းပြီးတက်လာတဲ့လှုပ်ရှားမှုရှေ့ကိုတိုးပြီးသွားနေတဲ့လှုပ်ရှားမှုအောက်ကိုယောပြီးရှာလာတဲ့လှုပ်ရှားမှုဖိကနေလှုပ်ရှားမှုဣကနေလှုပ်ရှားမှုဖိကနေလှုပ်ရှားမှုလှုပ်ရှားမှုအမူအရာတွေကိုပဲတွေးတော့တယ်ခြေတော်ကြီးကိုတွေးတော့တာမဟုတ်ဘူးလှုပ်ရှားမှုအမူအရာတွေပဲတွေးတော့တယ်အဲ့ဒီလှုပ်ရှားမှုတွေကိုပဲတဆင်းချင်းတဆင်းချင်းလှုပ်ရှားတဲ့အမူအရာကိုသိလာတာဟာအဲ့ဒီကမ္မထံတော့လှုပ်ရှားမှုကမ္မထံအမူအရာကမ္မထံလို့ခေါ်တယ်အဲ့ဒီကနေတတိအားတွေတတ္တာအားတွေဘူတွေတတ္တာဘူတွေတတိဘူတွေဓမ္မာဓိဘူတွေဝိရိယဘူတွေပညာဘူတွေဒီဘူတွေဟာဝိပဿနာဉာဏ်ကိုဖြစ်စေသလိုသောတာပတ္တိမဉ္ဇဉ်ကိုလည်းရအောင်ပံ့ပိုးနိုင်တဲ့တရားတွေဖြစ်တယ်တရားအထုတ်တဲ့သောအဲ့ဒီဘူတွေဘောရှင်တွေစပြတဲ့ဗောဓိပက္ခိယတရား38ပါးစံချိန်ကိုက်ပြေဝအောင်မှတ်ရတာအဲ့ဒီဗောဓိပက္ခိယ38ပါးစံချိန်ပြေဝပြီဆိုမှအဲ့ဒီပုဂ္ဂိုလ်ဟာသောတာပတ္တိမဉ္ဇဉ်စတာတွေကိုရတာဒါကြောင့်တရားအထုတ်တာရလတ်ရှိတယ်နိဗ္ဗာန်နဲ့နီးတယ်ဒီဘုံ၅ပါးတစ်ဆင့်နဲ့တစ်ဆင့်တက်ပြီးတော့အာအင်ကောင်းလာလို့ရှိရင်ပရမတ်ကမ္မထံပြောင်းသွားတယ်ပရမတ်ကမ္မထံပြောင်းလာပြီကြွနေတဲ့အခါမှာကြွတာလည်းမမြင်တော့ဘူးတစ်ခြေတော်ကြီးမမြင်တော့ဘူးမူလကမ္မထံမတွေ့တော့ဘူးနှစ်အမူအရာကမ္မထံဆိုတဲ့လှုပ်ရှားမှုတွေကိုမတွေ့တော့ဘူးပူတဘောအေတဘောမာတဘောပြော့တဘောတင်းတဘောရော့တဘောဒီတဘောလေးတွေကိုခြေတော့ပြင်ကလေးကသိပြီးတော့ခံစားရပြီးတော့ဉာဏ်ကသိလာတာခြေတော့ကအဲ့ဒီအရသာလေးတွေကိုခံစားလာတယ်ဉာဏ်ကအဲ့ဒီခံစားမှုလေးတွေကိုသိလာတယ်ဒီလိုသိတာဟာပရမတ်ကိုသိလာတာပရမတ်ကိုသိလာတာအဲ့တော့တရားမှတ်တဲ့အခါမှာဖြည်းဖြည်းမှတတိကဝိရိယဆိုင်ပရမတ်မြင်အောင်ရှုအနိစ္စထင်အောင်ပွားမကြံနဲ့ဉာဏ်ဖြစ်အောင်ရှုမကြံနဲ့ဉာဏ်ဖြစ်အောင်ရှုမတွေးနဲ့တွေးရင်ဉာဏ်နဲ့ဝေးသွားတယ်ဉာဏ်ဝေးတဲ့အလုပ်ကိုမလုပ်နဲ့
အဲ့ဒီအတွက်ကြောင့်မတွေးနဲ့တတိကပ်ပြီးတော့ရှုမတွေးနဲ့ဝိရိယစိုက်ပြီးတော့ရှုမတွေးနဲ့တမာတိသိအောင်ရှုအဲ့ဒါဆိုရင်ကမ္မထန်လေးတွေသူ့ညာအဆင့်သူပြောင်းလာတာကိုယောဂီယာသိတာပဲအဲကြောင့်ကမ္မထန်တစ်ခုမှတ်တဲ့အခါမှာမူလကမ္မထန်အမူအရာကမ္မထန်ပရမတ်ကမ္မထန်လို့ဒီလိုနှလုံးသွင်းရမယ်ဘယ်လမ်းညာလမ်းမမဟုတ်ဘူးဈဉ္ညာကြွားတာမှမဟုတ်ဘူးဟောင်းနာပိဏမှန်းနေတဲ့အခါမှာလဲဒီကမ္မထန်တွေပဲရှိတာပဲဖာမှုပိန်မှုဝမ်းပိုက်ပင်ကြီးနဲ့တွဲပြီးတော့သိနေတာမူလကမ္မထန်ပဲလုံနေတဲ့အမူအရာကိုသိနေတာဟာအမူအရာကမ္မထန်ပဲပုဂ္ဂနဲ့ဧကနဲ့စပြတဲ့ဝါရောရဲ့တတ္တိကိုခံစားသိနေတာဟာပရမတ်ကမ္မထန်ပဲကမ္မထန်တရားပွားများတဲ့အခါမှာမူလကမ္မထန်ကိုမြင်အောင်လဲရှုရမယ်အဲ့ဒီကနေတမာတိအားကောင်းနိုင်ရင်အမူအရာကမ္မထန်တို့ပြောင်းသွားမယ်ထိုမူအရာကမ္မထန်ကိုမြင်တဲ့အခါမှာလဲရှုရမှာပဲမူအရာကမ္မထန်မှာတမာတိအားကောင်းလာတဲ့အခါကျတော့လေပရမတ်ကမ္မထန်ပြောင်းသွားလိမ့်မယ်အဲ့ဒီပရမတ်ကမ္မထန်ပြောင်းသွားတော့လေရှုရတာပါပဲဒီလိုရှုပါများလာလို့ချင်းရင်ရှုအားတွေတတိအားတွေကောင်းသွားတော့နေ့စဉ်ရှုတိစိတ်ကလေးကဥပြီးတော့မလွတ်စတန်စောင့်ဖန်ပေးတဲ့တတိအားကောင်းသွားတာပါပဲမလွတ်စတန်စောင့်ဖန်ပေးတဲ့တတိအားကောင်းလာတဲ့ယောဂီဟာဘောဇဉ်တွေဖြစ်လာတာပေါ့ဒီဘူရီဘောဇဉ်တွေအားကောင်းလာလို့ရှိရင်နံပါတ်1ဝိပဿနာဉာဏ်นี่အာတာလာတာပါပဲနံပါတ်2ကတော့မဉဏ်ဘုံဉဏ်မျက်မှောက်ပြုနိုင်တာပါပဲဒါကြောင့်မလို့တတိမရောနဲ့တတိမဖြုတ်ပြနဲ့ဝိရိယဆိုင်ပရမတ်မြင်အောင်ရှုအနိစ္စထင်အောင်ပွားများအဲ့ဒီပရမတ်တွေကိုမြင်သွားလို့ချင်းပရမတ်ရဲ့အနိစ္စဒုက္ခအနတ္တတွေဉာဏ်ထဲမှာထင်လာတာပဲမထင်ပါနဲ့လို့သားနေစရာမလိုဘူးပရမတ်များများမြင်လာရင်အနိစ္စများများထင်လာတာပဲပရမတ်ကိုမြင်လေအနိစ္စကိုထင်လေဟာဖြစ်လာတာပါပဲဒါကြောင့်တတိကံဝိရိယဆိုင်ပရမတ်မြင်အောင်ရှုနေသထင်အောင်ပွားမကြံနဲ့ဉာဏ်ဖြစ်အောင်ရှုမတွေးနဲ့ဉာဏ်နဲ့ဝေသလို့တွေးရင်ဉာဏ်နဲ့ဝေသွားတယ်တွေးနေတယ်ဆိုတာဟာនិဝရဏတွေပဲကြံနေတယ်ဆိုတာလည်းនិဝရဏတွေပဲအဲ့ဒီនិဝရဏတွေဖြစ်နေရင်ဉာဏ်မဖြစ်ဘူးនិဝရဏတွေဖြစ်နေရင်မူလကမ္မထာနေမတက်ဘူးនិဝရဏများလေမူလကမ္မထာမှာနေရလေပဲမူလကမ္မထာမှာနေရတာនិဝရဏများနေလို့ကိုယ်ဟာကိုစစ်ကြည့်ကိုညာအဆင့်ကိုယ်တိုင်ရှင်းအသင့်ဆုံးဖြတ်ပါကမ္မထာသူများပြောနေစရာမလိုဘူးကိုယ်တိုင်ကြည့်တယ်အတွေးတွေများနေအဆွေးတွေများနေအာယုန်တွေများနေတဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲတရားအားထုတ်မူလကမ္မထာကနေမတက်ဘူးအဲ့ဒီအတွေးတွေအဆွေးတွေပြုတ်လာတဲ့ပုဂ္ဂိုလ်ဟာအမူအရာကမ္မထာဘက်ကိုရောက်လာတယ်အဲ့ဒီမူရာကမ္မထံကနေပြီးတော့ပရမတ်ကမ္မထံကိုတွန်းတက်သွားတယ်ပရမတ်ကမ္မထံလည်းရောက်တော့ပရမတ်ကမ္မထံကိုကြာရှုနိုင်တော့ပရမတ်ကမ္မထံရဲ့အနိစ္စတဘောဒုက္ခတဘော
အနတ္တသဘောတွေကိုများများသဘောပေါက်သွားတယ်ဒီလိုသဘောပေါက်သွားရင်ကြွဆဲမူရာရဲ့ဖြစ်ပျက်တွေရှေ့လန်းဒီဒုတိယရှေ့လန်းမှာမရှိတော့ဘူးဒုတိယရှေ့လန်းမှာဖြစ်နေတဲ့ယုတ်နံအစဉ်တန်းဟာတတိယရှေ့လန်းမှာမရှိတော့ဘူးလို့ဒီနေရာမှာရှိနေတာကယုတ်တရားနဲ့နံတရားပဲဒီယုတ်ဒီနံတွေပေါ်မှာပုဂ္ဂိုလ်တ attva နေလို့ဆွဲလန်းနေတတ်မှုမရှိတာတက္ကာယပြုတ်တာပဲအဲ့ဒီတက္ကာယပြုတ်တဲ့ပုဂ္ဂိုလ်ဟာပေတန္တရာကိုလွတ်စေတယ်တရားထုတရားမြတ်ကိုမြန်မြန်ရစေတယ်ဒါကြောင့်အိုလူမြတတိထားလောသွားစေကာလခာသမယဝေပထမရှိလံယုံနံတန်တို့လံဒုတိယမရောက်ကြမူဒုတိယရှိလံယုံနံတန်လေလံတတိယမရောက်ကြပင်တလန်တွင်လက်မြောက်စဉ်သမျိုးရှိသို့တဖုံရှောင်းတုံတဝအောက်ရှာတခင်ထီခြင်းတလေးဖိနှင်းစိတ်အောင်တရွေမြန်ရှိလန်းပိုင်ရှာစိတ်လျှောက်ပါဝဲတွေ့နံတန်ယုတ်နံတန်တို့နံအိုကင်းထက်နံတွေကျက်တို့ရှိပြနေယအနိစ္စသည်ဒုက္ခအနတ္တကြီးပါတကားလို့အမှန်တိုင်းသိသွားတော့တက္ကာယဒိဋ္ဌိကင်းစင်လာတာပေါ့ဒါကြောင့်တက္ကာယဒိဋ္ဌိကင်းစင်ဉာဏ်အမြင်အားကောင်းတဲ့မက်ပေါက်ဖို့ပေါက်နိဗ္ဗာန်ရောက်စေတဲ့သတိပဋ္ဌာန်တရားကြီးကိုရှုမှတ်ပွားများအားထုတ်ကြပါလို့နှိုးဆော်တိုက်တွန်းအပ်ပါတယ်ယောဂီသူတော်ကောင်းပေါင်းတို့